ပျော်ရွှင်ကြည်နူးစွာနေထိုင်ပြီးတော့အောင်မြင်မှုတွေရှီမှန်ချက်တွေကိုတကယ်တော့ဒီပြိုင်ပွဲဟာကျွန်တော်အမြင်အချင်းချင်းပြိုင်နေကြတာမဟုတ်ပါရှီမှန်ချက်တွေတူညီနေကြတာပါဒါလေးဟုတ်လေကျွန်တော်ကိုယ်တိုင်လည်းစိတ်တုပ်ရှားပါပြိုင်ပွဲဝင်တွေအကုန်လုံးဟာရှီမှန်ချက်တူညီကြတဲ့သူတွေထက်သန်စိတ်ပြင်းပြကြတဲ့သူတွေလို့ချင်းချင်းနားလည်းလက်ခံပြကြပါကျွန်တော်ကိုယ်တိုင်လည်းစကားလုံးတွေအကျန်းကြီးတွေနဲ့အကြီးတွေကယူနာဒေါသောနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကြည့်တဲ့သူတွေကျွန်တော်အင်တာဗျူးတွေကြည့်တဲ့သူတွေအောင်မြင်ဖြစ်ထွန်းစေခြင်းလို့ကယူနာဒေါသောနဲ့စကားကြီးတွေစကားကျန်းကြီးပြောပြီးမယ်မတည်အောင်အားလည်းနှလုံးသားနုမနေ့ကမှကျွန်တော်သူတို့နဲ့ဒီစတိတ်ဆင်ပေါ်မှာခင်မင်းကြီးကြောင်းခဲ့တာပါအဲ့ဒီကနေပြီးတော့တယောက်နဲ့ခွဲခွာလို့မှဖြစ်ပါတယ်ဒါကြောင့်သူရှိစဉ်အချိန်တွေကိုတန်ဖိုးထားကြပါလို့ကျွန်တော်အနေနဲ့တော့ကြံပြုချင်ပါတယ်ပြိုင်ပွဲပေါ်အားလုံးလည်းကျွန်တော်ရဲ့မိသားစုတွေလို့ကျွန်တော်ရှင်ထဲမှာထားပါတယ်ပရိသတ်တွေကလည်းဒီပြိုင်ပွဲကနေနှုတ်ထွက်သွားပြီမဲ့သူတို့မှာကိုပိုင် official လေးတွေကိုပိုင်အကောင့်လေးတွေရှိပါတယ်အဲ့ဒီကနေပြီးတော့ဆက်လက်ဝန်းရံအားပေးပါပရိသတ်တွေချစ်ခင်အားပေးရဂျိုနဲ့အောင်ဒီပြိုင်ပွဲဝင်တွေကလည်းအဖြစ်ထွန်းဆုံးအလင်းလက်ဆုံးအတောက်ပဆုံးကျေပွင့်တွေဖြစ်အောင်ကြိုးစားကြပါ300လုံးကိုကျွန်တော်ဒီနေရာနေပြီးတော့ဖိတ်ခေါ်ပေးပါတယ်နော်ဒါတိုင်လူချင်းများလဲဒီစီစဉ်ဟိုကြည့်ရတာစိတ်ထဲမှာတော့ရန်ဟိုဆိုနေခံစားနေရမှာပါကျွန်တော်ကပြောခဲ့သလိုပါပဲတာရောသမီးရောမွေးထားတဲ့မိဘတွေဒါနဲ့သမီးဘယ်သူ့ကိုပို့ချစ်လဲလို့မိခုံးကိုဖြေရတယ်လို့ပါပဲအခုတော့ဒီအဖြေကိုပရိသတ်ကဖြေပေးခဲ့တာမဟုတ်သူတို့လည်းဒီစီစဉ်မှာတော့လုံးမမစွမ်းနိုင်တော့ဒါကြောင့်ကျွန်တော် result လေးထားလိုက်ပါအောင်ပါခင်ဗျာကဲကျွန်တော်စီမှာတော့ result ရောက်ရှိလို့လာပါခင်ဗျာကျွန်တော်ပထမဆုံး ကြေညာပေးမဲ့သူက
တော့7ကိုတက်လှမ်းရမယ်သူဖြစ်ပါတယ်ပန်းကြီးဖြစ်ပါတယ်ခင်ဗျာဒီမှာတော့ပြိုင်ပွဲဝင်2ဦးကြံနေပါတယ်ခင်ဗျာဒီ2ဦးကတော့ရန်ကိုအတွဲဆိုင်ညီညီနဲ့ချစ်ချစ်ခင်ခင်ရင်းနှီးနှီးနေထိုင်ပြီးတော့တူညီစွာရီမှန်းချက်တွေရရှိဖို့ရီမှန်းချက်တူညီတဲ့ပြိုင်ပွဲဝင်2ဦးပါဒီစီဇန်မှာပရိသတ်ရဲ့အဆုံးဖြတ်ပုတ်တေအနေများပေါ်မူတည်ပြီးတော့အနည်းဆုံးသူတစ်ယောက်ကဒီနေရာနေပြီးတော့စိတ်မကောင်းစွာပဲနှုတ်ဆက်ထွက်ခွာမှာဖြစ်ပါတယ်။နေရာပြောခဲ့သလိုပါပဲဒီစီဇန်ကပရိသတ်တွေရဲ့ပုတ်တင်ဟာ100% ဖြစ်ပါတယ်။ပြိုင်ပွဲဝင်ပေါင်းမြန်မာစတားမှာ13000ကျော်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အစဉ်စဉ်စီစစ်ရွေးချယ်ခဲ့ပါတယ်။ခုပြိုင်ပွဲဝင်8ဦးကနေပြီးတော့တော့7ဆိုတော့9ဦးကတက်ရောက်ပြီးတော့1ဦးကဒီနေရာနေပြီးတော့စိတ်မကောင်းစွာနဲ့ပဲထွက်ခွာမှာဖြစ်ပါတယ်။ဒါကြောင့်ထွက်ခွာရမယ့်ပြိုင်ပွဲဝင်ကိုလည်းကျွန်တော်အားပေးချင်တာဒီနေရာဟာအစပါဒီနေရာမှာပညာတွေသင်ခွင့်ရခဲ့တယ်အတွေ့အကြုံတွေရှာဖွေခွင့်ရခဲ့တယ်ဒေသချင်းတစ်ပုဒ်ကိုဘယ်လိုဆိုရတယ်ဘယ်လိုခံစားရတယ် verse ကိုဘယ်လိုဆိုရတယ် chorus ကိုဘယ်လိုဆိုရတယ် fever ကိုဘယ်လိုဆိုရတယ် preview ဘယ်လိုဆိုရတယ်low note ကိုဘယ်လိုအော်ရတယ် high note ကိုဘယ်လိုအော်ရတယ်ဂီတသင်ဂီတတွေ key တွေ melody တွေအားလုံးသိရှိသင်ကြားခွင့်ရခဲ့တာဟာဘဝမှာအစဖြစ်တယ်လို့အတွေ့အကြုံနဲ့အရေးချင်းတွေကတော့တန်ဖိုးမဖြတ်နိုင်တဲ့အစကိုရရှိသွားခြင်းဖြစ်ပါတယ်ပရိသတ်တွေလည်းရင်ကုန်စိတ်လှုပ်ရှားနေပြီထင်ပါတယ်ဒီကကျွန်တော်တော့7ကိုတက်ရောက်ရမယ်ပြိုင်ပွဲဝင်တူကိုဆက်လက်ပြီးတော့ကြေညာပေးကြပါတယ်ခင်ဗျာနော်စီဖောတာဖြစ်ပါတယ်ခင်ဗျာစိတ်မကောင်းပါဘူးခင်ဗျာရန်ကဲစကားလေးပရိသတ်တွေရောဒိုင်လူချင်းမင်းများရောစကားလေးပြောပြပါဘာပြောမှန်းတော့မသိတော့ခုချိန်ဒီပေါ့နော်အားပေးခဲ့ကြတဲ့တငယ်ချင်းတွေရောအမျိုးတွေရောကိုချစ်ပေးကြတဲ့သူတွေရောအားလုံးကျေးဇူးများတင်ပါတယ်ငိုရဲဆိုဝမ်းနေလို့မဟုတ်ဘူးနော်ပြန်မယ်ငိုချင်လို့ငိုတာတားကြည့်ဝေးစေဆက်ပြီးတော့လည်းကြိုးစားတော့ပါအောင်မယ်ဆက်ပြီးတော့လည်းဒီမြန်မာစတားမှာမရှိတော့ရင်လည်းမြန်မာဟောက်ဆက်ပြီးတော့ချစ်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ဖိုက်တယ်မှာကျွန်တော်တို့ဒီစီစဉ်ကိုအားပေးခဲ့ကြတဲ့မိသားစုတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ပါဝင်ရှင်ပြိုင်ကြတဲ့ပြိုင်ပွဲဝင်တွေအားလုံးလည်းအရန်ကိုစူးစမ်းခဲ့ကြပါတယ်။ဒါကတော့ပုံတင်အနေအများနဲ့ဆုံးဖြတ်ရတာဖြစ်ပါတယ်။သူတို့တွေအရေးချင်းအားနေလို့ဒီစီစဉ်မှာ
ဘေးဖယ်ပေးလိုက်ရတော့ထွက်သွားလိုက်ရတာမဟုတ်ပါဘူးဒါကြောင့်လာမယ့်စနေနေ့ည9 နာရီမှာမြန်မာစတာစီဇန်3တော့7ရှင်ပြိုင်မှုအစီအစဉ်မှာတိုင်ဝန်းဝင်များ